ပေါ်ရောက်သွားပြီပေါ့နော်အပေါ်လေးဆိုဒါလေးတော့လှပေါ့နော်တော့ကြောက်ကဟိုဘယ်လိုပြောမလဲဒီဟာကျမတို့နဲ့ပေါ့နော်ကြိုက်လို့ဝင်လိုက်တာပေါ့နော်ပန်းကလေးနဲ့လေးသားဆိုလက်စုရတာပါဆိုတော့လေကွာကျိုးပေါ့နော်ဝိုင်းလာလို့ရရကွာကျိုးလူရလို့ရတယ်လက်စုလေးလည်းပါပန်းစီလည်းပါတယ်ပြီးဒါပေမဲ့တော့နည်းနည်းဈေးကြီးရပေါ့နော်လှရတော်တော်လေးလှပေါ့နော်ပြီးကြက်ရွေးရလည်းကြီးခဲ့ရပါတယ်အောက်ကလေရွှေခင်းနေကြည့်လာလေအရန်လာကျမမှာရှုပ်လို့ဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်လုပ်နေရပါတော့အဲ့ဆိုတော့ကျမတို့နော်အောက်ကိုတဖြည်းဖြည်းတော့ရောက်လာကျမတို့မစင်းသေးဘူးပါဘာမလဲအောက်ကလည်းတော်တော်လှတယ်မီးရည်နေဆိုတော့လေထိန်းတာပဲပေါ့နော်ကျမတို့ပေါ့နော်စင်းပါမယ်မငင်ချင်းရတယ်စင်းတယ်ကျမလည်းစင်းတယ်ကျမဟိုရှောက်ထိုင်ရောက်မလုပ်တော့မှာပေါ့နော်ကျမဟိုဘက်ဆိုင်ပြသွားရပေါ့နော်ပြရတယ်အမှလည်းတာရအဲ့ချောင်းမကလေးတော့ကြိုက်တယ်ပေါ့နော်ညပိုင်းလက်ချက်ကျွေးဆိုပုံပွေးများရယ်ကွာမအေးစက်ကလေးရှိတယ်အေးစက်ကလေးတော်တော်လေးကိုတောက်ကောင်းတယ်နော်သူကကြောက်ကွာဘယ်ပြောမလဲအေးစက်ကလေးကွာအဲ့ကျမကတော့ဘာလဲအပြအောင်လေးဟောတယ်ကျမတကယ်ချင်းပြောင်းတော့မလို့ကျမဘာလဲပန်းတော့နော်ကျမလည်းပြတော့သူစပရိတ်အရာနဲ့လိုက်အောင်ပါနော်အဲ့အေးကလေးကလေးထူးဆန်းလေးကဟိုဘာလဲအဲ့ထက်မှာအလုံးလေးပါအဲ့အလုံးလေးပုံရမယ်ဒီမှာခွဲထုတ်ပြီးမာရရလေအဲ့လေးကျပတ်ဆက်ယူနေရပါတော်လေးကိုမိုင်းလို့ကျမလည်းဝယ်ခဲ့လိုက်ပါကျမကအမထားရပေါ့နော်ပိုင်းလေးကတော့ပြီးသွားပါပြီပေါ့နော်